သူများတွေကညီမအောင်မြင်အမေရိကရဲ့ number 1 public university ကိုဘယ်လိုတက်ခွင့်ရရလဲပြီးတော့စီးပွားရေးမှာဘယ်လိုအောင်မြင်အောင်လုပ်လဲနောက်ပြီးတော့အရေးကြီးဆုံးကတော့ဘာလို့အကြည့်တက်လေးနဲ့ပြေးပြီးချစ်စရာကောင်းနေရလဲတဲ့လာအားလုံးကိုလျှို့ဝှက်ချက်တစ်ခုပြောပြမယ်နော်လျှို့ဝှက်ချက်ကတော့တိမ်ငက်သုံးကောင်ဆင်ရွှေနာဆိုင်ကရွှေပတိကုန်းတွေကိုအမြဲတမ်းစိတ်ဖြစ်လို့ပါရှင်ရွှေပတိတွေကရွှေစစ်စစ်နဲ့လှုပ်ထားတာမလို့စက်တိအရန်ရှိရယ်ပြီးတော့အရန်လည်းခန့်ညားပါတယ် classic လည်းအရန်ကြပါတယ်ဒီလိုစိတ်လို့ရတယ်လို့လက်ဘင်းမှာလည်းချိတ်လို့ရပါတယ်ဒါကတော့လက်ဘင်းမှာချိတ်ထားတဲ့ပုံစံလေးပါဒါမှမဟုတ်ရင်ဒီကိုလုံးသွဲ mini size ပတိတွေကတော့ခီးဆောင်သွဲဆိုရင်အရန်အဆင်ပြေပါတယ်ဘယ်တော့အိတ်ထဲကိုထည့်သွားလို့ရတယ်အရန်ကိုပေါ့ပါပါတယ်ဒီတသေးလေးမှာဆိုရင်တော့ site ပေါင်းစုံရှိပြီးလူငယ်တွေအတွက်ဆိုရင်အရန်အဆင်ပြေရယ်ညီမရဲ့ top secret တွေကိုအားလုံးကို share ပေးလိုက်ပြီနော်ဒီရွှေပတိတွေကိုစိတ်ဝင်စားရဲဆိုရင်တင်ငတ်3កောင်မှရနေပါပြီရှင် chat box မှာလည်းစာပို့လို့ရပါတယ်